ဘာမှမသိဘူးဘာမှနားမလဲဘူးသူပြောတယ်မမိုးကတဲ့နော်မမိုးကအင်္ဂလိပ်နဲ့လည်းညားတယ်အမျိုးမစစ်ဘူးပေါ့နော်ကရင်စစ်သားတွေကိုပေါ့နော်ကရင်တွေကိုနည်းနည်းထောက်ပံ့ပြီးတော့မြများပြန်တော့ဆဲတာပေါ့ကရင်ကောင်းဆောင်တွေပြန်တော့ဆဲတယ်တဲ့အဲ့လိုမျိုးပေါ့နော်သူပြောတယ်သူရဲ့စကားအများကြီးပြောတော့မမိုးကနားလဲတယ်ပြောတယ်သူရဲ့နာမည်ကတော့နော်မမိုးပါညာတလကာပေါ့မမိုးပြောမယ်နော်တသားကပမာစကားနားလဲလာတော့မသိဘူးနော်မအန်တီမိုးဆိုရင်ပေါ့နော်အန်တီမိုးဆိုရင်ကတော့မမိုးရคลန်ဆောင်ပါเนาะคลန်ဖလုံတော့ပါเนาะကတော့ဘာချိုးတောက်ခိုးတောက်နာတယ်เนาะဘာနေဘောတောက်ခိုးတောက်နာလို့ကြောင်းနေရအောင်ချတိကတိเนาะမာကကွာကြဖဖို့ဆောင်ဖို့အောင်ချကရင်ပြီးနေเนาะแกပြလဲတလောက်ထွီเนาะတေပြလဲဖဖို့ဆောင်ဖို့ဝါခုเนาะပဲဖူဒီပလီမကကွာကြလဲတိကတိတော့ဒီမကကွာကြခုကျွန်တော်ကတော့မမိုးဘာချိုးဘာကြိုက်ဘာအလာရဖို့နေတဲ့ဘောနော်မမိုးကပမာစကားနဲ့ပဲပြောမယ်ဘာလို့ဆိုတော့သူတို့စကောလူမျိုးလဲမမိုးတို့ကင်စကားနားလဲမှာမဟုတ်ဘူးအဲကြောင့်အရန်ကိုအစုံရောက်နေချင်းနေကြတယ်နော်သူတို့စကောတော့မှကိုယ့်ရဲ့ကင်စကားသူတို့ပြောလို့မတတ်ဘူးသူတို့စကောပဲပြောရတယ်မမိုးတို့ကင်ဖိုးကင်တော့မမိုးတို့စကောပြောလို့မတတ်ဘူးပမာပဲပြောရတယ်အဲကြောင့်ပမာပြောလိုက်လို့ရှိရင်ကင်လဲနားလဲတယ်စကောလဲနားလဲတယ်ဘဲကင်မဆိုဘဲလူမျိုးပါဆိုဘဲဘာသာမဆိုဘောနော်အကလုံးနားလဲမှာပါမမိုးကပြောရှင်တာတော့မမိုးကိုစော်ကားတဲ့ကလေးကမမိုးအပြစ်မမြင်ဘူးဘာလို့ဆိုတော့ကလေးကဘာမှနားမလဲဘူးနော်နိုင်ငံရေးမသိဘူးတော်လိုင်းရေးမသိဘူးကရင်ပြည်နယ်မှာကရင်ကောင်းဆောင်တွေကဘယ်လိုမျိုးရောက်မှလဲကောက်ကြည့်လဲဘယ်လိုမျိုးနိုင်ငံကိုဖျက်ဆီးတယ်ဘယ်လိုမျိုးပြည်နယ်ကိုဖျက်ဆီးလဲဘယ်လိုမျိုးပြည်နယ်ရောင်းစားလဲဘယ်လိုမျိုးကိုရောက်ကရင်ပြည်သူလူထုကိုဘယ်လိုဖျက်ဆီးပြီးတော့အနိုင်ကျင့်လဲဒုက္ခရောက်အောင်လုပ်လဲဆိုတာဒီကလေးကဘာမှနားမလဲဘူးနော်ဒီကလေးကဘာမှနားမလဲတဲ့အချိန်မှာသူတို့လိုရောက်มาတဲ့လူကြီးတွေကပေါ့နော်သူတို့မမို့ပြန်တော့ဆဲတဲ့အချိန်မှာပြန်တော့တိုက်ခတ်တဲ့အချိန်မှာမမို့ကပြန်ပြီးတော့နေတစ်ချက်ငါတစ်ချက်မှမပြောမမို့ကပြောစားစီတာကိုခေါင်းဆောင်ပိုင်းတွေပဲမမို့ပြောတာနော်နေတာမြခွေးသေးလေးတွေဆိုမမို့ဆဲတာအများကြီးပဲမမို့ကိုမြောက်လိုက်နဲ့သူတို့ပေးဖက်လိုက် AI နဲ့သူတို့လောက်လိုက်မမို့ခရီးမဆိုင်ဘူးအထီရောအမရောစီးတယ်မမို့ဆိုင်ခေါ်တာလည်းအများကြီးပဲအဲ့ဒီခွေးသေးလေးတွေဆိုရင်ဘောမသေးလေးဆိုရင်မမို့ကဆောက်ဖက်မလုပ်ဘူးမမို့ကဆဲမယ်ဆိုရင်ဟိုခေါင်းဆောင်ပိုင်းမှာဟိုထိုက်ဆောင်မှာမမို့ဆဲရမှာဘာလို့ဆိုတော့မကောင်းတာခေါင်းဆောင်လေပြီတို့မကောင်းတာခေါင်းဆောင်ကြံတဲ့ဘူးမသိဘာမသိတဲ့ဘောမတကြတော့သူကဘောလာပြမှတာပဲဘာမှမသိဘူးနိုင်ငံရေးတော်လိုင်းရေးမသိဘူးကိုရက်ကရင်မီနေဘာတွေဖြစ်တာလဲကိုရက်ကရင်ပြည်သူလူထုတွေဘယ်လိုမျိုးဘဝတွေစောက်ပြတ်တတ်သွားတယ်ဘယ်လိုမျိုးအနာကဖြတ်စီသွားတယ်ဘယ်လိုမျိုးဖြတ်စီသွားတယ်အခုအရင်တော့ဆိုရင်လူငယ်တွေပဲဒီမွေးရေးစဝါနဲ့ဖြတ်စီတယ်အခုခလေးလူကြီးအပါအဝင်ပဲခလေးလူကြီးဆိုတာလူငယ်ဗလဲဟိုအပြိုတွေပဲမဟုတ်နော်အဖေအမေဖြစ်တဲ့သူရောအဖိုးဖွားဖြစ်တဲ့သူရောလူငယ်ဆိုတာ10နှစ်17နှစ်အရွယ်အကောင်လုံးမူရေးစေဝါတွေတောင်းလို့တက်ကုန်ပြီအဲ့ဒါကြောင့်ဘာဖြစ်လို့အဲ့လိုမျိုးတွေဖြစ်လာရဆိုတော့မကောင်းတဲ့ကရင်ခေါင်းဆောင်တွေတရားမဝင်တဲ့မူရေးစေဝါကိုဖွင့်စက်ကြောင်တွေထူထောင်နော်စေးတော်လေးတွေရောင်းတရားဝင်ရောင်းတဲ့အတွက်ကြောင့်ငါတို့ရဲ့ကရင်ပြည်သူလူထုတွေကချက်စီခံရတယ်အဲ့ကြောင့်ကျန်တဲ့ကရင်လူငယ်တွေခလေးသေးသေးလေးတွေပေါ့နော်စကောကရင်ကလေးတွေလားဖိုးကရင်ကလေးတွေလားပမာစကားနားလဲလို့ရှိရင်ဒေါ်မမိုးပြောတဲ့စကားကိုနားထောင်ပါနော်ဒေါ်မမိုးကလေကရင်လူငယ်တွေမူရေးစေဝါနဲ့ကြီးလာတဲ့အချိန်မူရေးစေဝါနဲ့မဖြတ်စီရအောင်လူလိန်လူညာလူရောက်မှာကိုယ်နိုင်ငံကိုယ်ပြည်နယ်ကိုယ်လူမျိုးကိုပြန်တော့မလိန်မညာရအောင်ပြန်တော့မယောင်စားရအောင်မမိုးကအခုထိအမှန်တရားထွက်ပြောရတာပါအမုန်းခံတော့အမှန်တရားထွက်ပြောရတယ်နော်ဘူးမသိပါမသိနိုင်ငံရေးမသိတော်လိုင်းရေးမသိတဲ့လူတွေကြတော့ဒီမမိုးကကရင်လူမျိုးကိုပြန်တော့ဆဲတယ်ကရင်ခေါင်းဆောင်ပြန်တော့ဆဲတယ်လူတာကနည်းနည်းဆဲတာကမညာအောင်မလေးမမိုးပြောမယ်နော်ကရင်ပြည်နယ်ကလေမမိုးတို့ထောက်ပံ့ပေးတာလေမမိုးထောက်ဖို့တရားနေနဲ့မမိုးရဲ့ကိုပိုင်ငွေနဲ့မမိုးရဲ့အလူစင်ရဲ့ငွေနဲ့ဆိုရင်လေနည်းနည်းလေးမဟုတ်ဘူးဆိုရင်ဘတ်ငွေဆိုရင်တန်းရာနဲ့ချီပြီးတော့တန်းရာ10ချီဘယ်လိုခေါ်မလဲတန်း100နေရာမကဘူးတန်းဘယ်လိုခေါ်တန်းရာ30လားငါဘယ်လိုခေါ်ရမလဲအများကြီးပါပဲစင်နည်းနည်းနော်မဟုတ်ဘူးစင်မမိုးတို့လူဒီကရင်ပြည်နယ်ကိုထောက်ပံ့ပေးလိုက်တဲ့ငွေအားလုံးကဖာခံပြီးတော့ရလာတဲ့ငွေမရှိဘူးโอเคနော်မူရေးစေဝါရောင်းပြီးတော့ရလာတဲ့ငွေမရှိဘူးတီးသူများကဘာပေါ်မှာသူများမိသားစုချွေးနဲ့စားတဲ့ငွေကိုလက်ပြီးတော့လိန်စားညာစားမောင်ချစ်သူတို့လောက်တယ်လို့မျိုးကြားဖြတ်ကန်တွေလောက်တယ်လို့မျိုးလိန်စားညာစားထမင်းတိုက်ရတဲ့ငွေဆိုတာမရှိဘူးနော်ကိုချွေးနဲ့စားတဲ့ငွေတွေတက်ပဲတပြားရဖို့စုထားတာ10နှစ်20ရှိတယ်အဲ့ဒီငွေတွေကဒါပေမဲ့အဲ့ဒီကရင်ပြည်နယ်နဲ့ကျွန်တော်ထောက်ပံ့ပေးလိုက်တာကောင်းထောက်ပံ့ပေးလိုက်တဲ့ငွေအားလုံးငွေလဲကုန်လူလဲသေပြလဲကြဒါပေမဲ့မမိုးတို့ရဲ့ကရင်ပြည်နယ်ကဘာမှပြန်မရဘူးမြို့လည်းမရတောလည်းမရရွာလည်းမရရန်သူလည်းမသိလူမြောက်နေမြေလည်းမရအလကားအသက်တွေပေးစားတဲ့အလကားငွေတွေကုန်တဲ့အတွက်ကြောင့်မမိုးကအဲ့ဒီစောက်တော်မကြတဲ့ခေါင်းဆောင်ရောက်มาတဲ့ခေါင်းဆောင်လိန်စားညာစားခိုးစားတိုက်စားတဲ့ခေါင်းဆောင်တွေမမိုးကဆဲကိုဆဲရတာပါစင်မဆဲလို့မရဘူးစင်မဆဲလို့စင်လူတွေကမသိဘူးမမြင်ဘူးမကြောက်အဲ့ဒါတော့မမိုးဘလောက်ပဲဆဲခလေးတွေကမကြားသေးဘူးတွေ့လားနော်မမိုးနဲ့တညတိုင်းဆဲတော့မှအဲ့ဒီလူကြီးတွေကရောက်มาပါတယ်ဒီလူကြီးတွေကအမျိုးမစစ်ဘူးဒီလူကြီးတွေကအမျိုးမချစ်ဘူးဒီလူကြီးတွေကကရင်မင်းကိုဖျက်ဆီးပါတယ်တော့မှအဲ့ဒီခလေးသေးလေးအဲ့ဒီစစ်ဘေးဆောင်မှာမမိုးတက်ဆဲနေတဲ့ခလေးကဘာမှမသိဘူးမမိုးကဘာ
ပြောဘူးဆိုရင်လူကြီးကသိမှမဟုတ်ဒီကရင်ကောင်းဆောင်တွေဘလောက်ရောက်မှလဲဆိုတာဘလောက်ကောက်ကြည့်လဲဆိုတာဘလောက်ကရင်ပြည်နယ်ကိုဘလောက်ဖြက်စီဘလောက်ရောင်းစားလိုက်တယ်ကရင်ပြည်သူထုဒုက္ခရအောင်တဒေါင်းစားဖြစ်အောင်နော်စစ်ဘေးဆောင်ခေဆက်နော်အိမ်တွေမပြန်ရအောင်တို့လောက်ထည့်လိုက်တာဘာမို့လားမပြောလို့စိတ်ဘယ်သူမှမသိစီရဘယ်သူမှမသိရဘူးဘာဖြစ်လို့ပြောရတာလဲဆဲရတာလဲအမျိုးကိုချီလို့အမုန်းခံပြီးတော့ဆဲရတာโอเคနော်အဲ့ဒါကိုနေသားများခွေးတွေပြောချင်တာတော့နော်မိတို့နော်အမှန်တရားလောက်တဲ့သူကိုမိတို့တိုက်ခိုက်ချင်လို့ရှိရင်မိတို့တပ်တိစီနဲ့တိုက်ခိုက်ပါဘူးမသိပါမသိနဲ့ခလေးကိုခွေးစားမသွင်းလိုက်နဲ့ခလေးကိုမဖြက်စီနဲ့နော်အဲ့ဒီခလေးကဘာမှနားမလဲဘူးနိုင်ငံရေးသိလားမသိဘူးတော်လန်ရေးသိလားမသိဘူးကရင်ကောင်းဆောင်ဘယ်နှယောက်တခိုးဖြစ်လဲကရင်ကောင်းဆောင်ဘယ်နှယောက်တစ္ဆာဖောက်လဲကရင်ကောင်းဆောင်ဘယ်လိုမျိုးမကောင်းလဲကရင်ကောင်းဆောင်ဘယ်လိုမျိုးရောက်မှလဲတစ္ဆာဖောက်လဲဆိုတာအဲ့ဒီခလေးကဘာမှမသိဘူးနော်အဲ့ကြောင့်နော်နေသားများခွေးတွေအားလုံးနော်အဲ့ဒီခလေးကိုခိုင်းတဲ့ခလေးအဖေမေလားအမျိုးတွေလားပဲဖေလို့မဘယ်မအေလို့မဆိုနေတော့ပြောထားမယ်နော်မင်းတို့တွေကလေခွေးစိတ်မပေါက်ဘူးမလားခွေးမဟုတ်ဘူးအောက်တန်းစားမဟုတ်ဘူးဆိုရင်လေမင်းတို့အမှန်တရားထွက်ပြောမင်းတို့နေသားများကောင်းလို့ရှိရင်မခိုးစားမလိန်စားမညာစားဘူးဆိုရင်တက်တေထောက်ထားအကောင်လုံးချပြပြည်သူလူထုလူပေးတဲ့ငွေတန်းရပေါင်းများစွာစင်းစရာနဲ့ချပြဘာတွေဝယ်ထားလဲလက်နဲ့ခဲဆိုရင်အလက်ဘယ်နေရာဘယ်နှထောင်စီလဲမမိုးဆိုရင်အကောင်လုံးစီတယ်နော်နေသားများစီမှာအသိဘငွေသိမ့်ပဲနေရထောက်ပံ့လဲဆိုတာသူရဲ့တပတ်တစ်ခွက်ဆိုရင်ဘယ်လောက်ထောက်ပံ့လဲဆိုတာငါစီမှာအကောင်လုံးတက်တေထောက်တာစီတယ်နေသားများဘန်နံပါသူစီမှာပလန်နဲ့ဝယ်ဘငွေတန်းပေါင်းများစွာနည်းနည်းနော်မဟုတ်ဘူးစင်အဲ့ဒီကလေးထွက်ပြောလာတာလူပေးတာနည်းနည်းတဲ့ပြန်ဆဲတာများတဲ့လူပေးတာများတဲ့တကြောင်ဆဲရတာများပဲဆဲတာလည်းမကသေးဘူးစင်တော်လိုင်းရေးပြီးလို့စင်တရားဆွဲကိုဆွဲမှာโอเคနော်ဘာသာဆိုနေသားများထတုံးဆိုရင်ကော်တူးလေးအာမီထူထောင်တယ်ထူထောင်ရဖို့အတွက်သူငွေရဖို့အတွက်တနိုင်ငံလုံးကိုသူတိုက်ပေးမယ်တဲ့ကရင်ပြည်နယ်တောင်မှမကပတ်စံရပြီးတဲ့နောက်ပိုင်းမှာနိုင်ငံရေးကသူတို့နဲ့မဆန်တော့ဘူးတော်လန်ရေးကမဆန်တော့ဘူးနေတို့ရတော်လန်နေတို့ရမြန်မာနိုင်ငံတဲ့နေသားများတို့ကရင်တစ်ဖက်ပိုက်ဖွဲ့ပါပြောနော်နေသားများတို့ဖွဲ့တယ်ပေါ့နော်နေတို့ရမြန်မာနိုင်ငံစစ်ဖြစ်တဲ့ပဲတဲ့မင်းအောင်လိုင်းနဲ့နေတို့နေ့တညတိုင်းဖြစ်တော့စစ်တိုက်တယ်တဲ့ငါတို့ကမင်းတို့နဲ့လည်းမတွဲချင်တော့ဘူးတဲ့ငါတို့ကခွဲထွက်မယ်တဲ့ငါတို့နိုင်ငံနဲ့ငါတို့အေးချမ်းနေချင်တယ်တဲ့ဟာအစကတည်းကပြည်သူလူထုစီမှာငွေမရခင်မှာမင်းအောင်လိုင်းကိုတိုက်မယ်မြန်မာပြည်ကြီးကိုဝင်တိုက်ပေးမယ်ဘာများတလကပြည်သူလူထုတနိုင်ငံလုံးရဲ့ငွေကိုရပြီးခိုးစားပြီးလိန်စားပြီးနောက်ပိုင်းမှာနိုင်ငံရဲ့သူတို့နဲ့မဆိုင်တော့ဘူးတော်လန်ရဲ့သူတို့နဲ့မဆိုင်ဘူးသူတို့ကိုတိုင်သူတို့နိုင်ငံတွေခွဲထွက်မယ်အဲ့လိုမျိုးပေါ့နော်အဲ့ဒါတရားစွဲကိုစွဲရမယ်စင်โอเคနော်အဲ့ဒါနေသားများအနောက်ခွေးမဖြစ်ချင်လို့စင်မနော်နေသားများနောက်လိုက်ခွေးတယ်ပေါ့နော်ထောင်ထဲမှာမရောက်ချင်လို့စင်ရင်ပိုက်ပြီးတော့ဖင်မရနဲ့ပြည်သူတွေကတကယ်လောက်တာโอเคနော်တကယ်လောက်လို့မအေးလို့မရအောင်လိုက်တာမှသူ့အင်အားဘလောက်ပဲကြီးကြီးသူ့လက်နဲ့တွေဘလောက်ပဲများသူ့လေရင်ပြန်ဘလောက်ပဲများနော်နောက်ဆုံးတော့မအေးလို့လဲဖင်ပြဲတာပဲအခုဆိုရင်သူတို့အခြေအနေတော့မကောင်းတော့ဘူးစင်နော်အစကတည်းကဘာမှလက်နဲ့မကန်လာတဲ့ငါတို့ပြည်သူတွေဘာမှမတတ်တဲ့ပြည်သူတွေဘာမှမသိတဲ့ပြည်သူတွေကနော်မြို့တွေအများအပြားတင်လို့ရတယ်အဲ့ကြောင့်ငါတို့တွေကအဲ့လိုမျိုးပြောလိုက်လို့စင်နေတော့ NUG တဲ့နေရာတနေရာလောက်တင်ပြလိုက်တနေရာမကဘူးစင် NUG တင်တာတနိုင်ငံလုံးပဲအောင်မြင်သွားတဲ့နေရာဆိုရင်အများကြီးပဲဒါတော့မှမင်းတို့ကရင်စစ်သားတွေအားလုံးကဘယ်နေရာမှမရောက်သေးဘူးโอเคနော် NUG ဘယ်နေရာတိုက်လဲဘယ်နေရာသိမ်းလဲမပြောနဲ့မင်းတို့ကရင်စစ်သားတွေလက်နဲ့ကင်လာတာငါတို့ကရင်စစ်သားတွေကွာအနည်း80ကျော်ကဘယ်နေရာမှမရောက်သေးဘူးကရင်ပြည်နယ်လည်းသိမ်းလို့မရောက်တယ်လို့ကရင်မြို့လည်းတလုံးကသိမ်းလို့မရဘူးအဲ့တော့ NUG ကိုမစော်ကားခင် PDF တွေကိုမစော်ကားခင်ကိုလူကိုပဲကိုပြန်တော့ကြည့်နော်အောက်တန်းစားတွေတစ်ဖက်ပိုက်တွေနော်တောင်းနာတွေနော်အစွန်ရောက်တစ်ဖက်ပိုက်ဘူးမသိဘာမှနားမလဲတဲ့ကောင်တွေမတွေဟာတော်လိုင်းရေးလာတော့ပါတယ်ပစပြားကနေသားများပေါ်လာပြီးမလိုက် NSC အဖိုးကြီးပေါ်လာပြီးမလိုက်ပြီးလို့စင်ရတီသူလူထုလူပေးတဲ့ငွေကိုအချင်းချင်းပြန်တော့ပြစ်သားကြဟာမင်းတို့ရဆောက်တော့မအေးလို့ကိုမင်းတို့ပြတာတိုက်ရမှာမင်းတို့မတိုက်ဘူး KNU လည်းမအေးလို့မရလိုက်ကိုပြတာတိုက်ရမှာမတိုက်ဘူးမင်းတို့ရကော်တူးလေအမေလည်းမင်းအောင်လိုက်ကိုတိုက်ရမှာမင်းတို့မတိုက်ဘူးအခုတတင်းထက်လာတာ KTLA က KNU စစ်သားကိုပြစ်သားလိုက် KNU စစ်သားလည်း KTLA ကိုပြစ်သားလိုက်ဒါပဲစီတယ်အဲ့ဒါမင်းတို့လူပေးတဲ့ငွေကကောတူလေအမေကစစ်ခွေးကိုတိုက်ရမှာမတိုက်ပဲနဲ့ BGF တစ်စဖောက်လောက်ကမလာခွေးကိုမတိုက်ရပဲတိုက်ရမှာကိုမတိုက်ပဲနဲ့ကြားဖြားကန်ကိုဆင်လင်းရမှာမဆင်လင်းပဲနဲ့နော် KNU စစ်သားတွေပဲပြန်တော့ပြစ်သားပြန်တော့တိုက် KNU စစ်သားလည်းဒီလိုမျိုးပဲ BGF ကိုရေးယူရမှာဒီကြားဖြားကန်ကိုရေးယူရမှာမလာကိုတိုက်မှာမတိုက်ပဲနဲ့ဒီကောတူလေအမေနဲ့ပဲပြန်တော့တိုက်ကြအဲ့ဒါငါတို့ကင်ကြီးတွေမမို့ပြောတယ်လေငါကရင်မတယောက်နေနဲ့ငါတို့ကရင်ပြည်နယ်ကိုထောက်ပံ့ပေးလိုက်လို့စင်အစိတ်ပင်ပဲဖြစ်မှာသူတို့ချင်းချင်းပဲပြန်တော့ပြစ်သားမှာရန်သူကိုသူတို့ပြစ်သားဘူးငါတို့သူတို့ကဲတင်ဖို့သူတို့မလုပ်ဘူးလွတ်မြောက်ရှင်လို့စင်ရန်သူကိုတင်စေရှင်လို့စင် PDF ကိုထောက်ပံ့ပါနော်မမို့တို့ပြည်သူမမို့ပြည်သူတွေမမို့ပြောပြမယ်နော်မမို့ထောက်ပံ့ပေးတဲ့တလား PDF ဖွဲ့100ကျော်လေပြီးတော့မမို့တို့ဘယ်လိုမျိုးစစ်လဲဆိုတာ NUG လက်အောက်မဟုတ်လို့စင်မထောက်ပံ့ဘူးโอเคနော်
အချင်းချင်းပြန်ပြီးတော့ရန်ဖြစ်ကြတိုက်ခိုက်ကြလို့ဆိုရင်အဲ့ဒီအဖွဲ့လည်းမထောက်ပံ့ဘူးစင်အချင်းချင်းရန်ဖြစ်ကြတယ်နော်ပြန်ပတ်စံရပြီးတော့ထောက်ပံ့ငွေတွေရပြီးတော့အချင်းချင်းပြန်တော့ပြသကြတယ်ဆိုရင်မထောက်ပံ့ဘူးစင်ပြီးတော့ NUG လက်အောက်မှာမဝင်လို့ဆိုရင်မမို့တို့ဒီတနေ့နဲ့အတွင်းမမို့တို့အရန်ကိုတတေချာစီစစ်တယ် NUG လက်မှာမပါဘူးလို့ဆိုရင်ထောက်ပံ့ပေးလို့မရဘူးငကားလိုမျိုးတူမှာကြောက်လို့နောက်ဆုံးတော့စစ်ခွေးနဲ့ပြန်တော့ပူပါမှာကြောက်လို့တစ်ဆာဖောက်မှာကြောက်လို့အဲကြောင့်မမို့တို့ကမထောက်ပံ့လို့မရတော့ဘူးအဲကြောင့် NUG လက်အောက်မှာတစ်စိုက်မှစစ်တိုက်တဲ့အဖွဲ့အစည်းကိုရွေးချယ်ပြီးတော့ထောက်ပံ့ပေးတယ်တစင်ထောင်းအဖွဲ့ကြီးလားအဖွဲ့သေးလားမမို့တို့မထောက်ပံ့တော့ဘူးစင်ဒီချိန်မှာ2026ရောက်ပြီနော်တစုတစည်းတစ်ဖွဲ့ပဲဖြစ်ရတော့မယ်နော်တော်လိုင်းရေးလာလောက်တာပြည်သူကိုကာကွယ်ဖို့အာဏာစင်ကြဆောင်ဖို့နိုင်ငံကောင်းလာဖို့ငါတို့လာပြီးတော့လောက်တာမင်းတို့လာပြီးတော့အတ္တတွေမာနတွေလာပြီးတော့ပြန်ကြတာနော်အတ္တတွေမာနတွေလာပြီးတော့ပြန်ကြတာမဟုတ်ဘူးအခုလဲတချို့အဖွဲ့စီထဲမှာဆိုရင် NUG နဲ့မပေါင်းသေးဘူးစင်နော်ခေဆက်တော်လိုင်းရေးခေဆက်အဲ့ဒီအဖွဲ့စီရှိတဲ့တောင်းသားတမတော်လားတောင်းသားတမ်တော်လားမသိဘူးအဲ့ဒီအဖွဲ့စီလဲသူတို့ဘာသာနဲ့ပဲသူတို့ထူထောင်သူတို့ဘာသာနဲ့ပဲသူတို့နေသူတို့ဘာသာနဲ့သူစစ်တိုက်အခုထိလဲမပူပေါင်းကြသေးဘူး2026ရောက်ပြီအဲ့ဒါဘာဖြစ်လို့လဲသူတို့အတ္တတွေရှိတယ်မာနတွေအတ္တတွေဘယ်လိုခေါ်မလဲလက်မလို့ကြဘူးလေဒီတို့ငါဖြစ်နေတယ်ငါတို့တွေကနေပေါင်းများစွာတော်လိုင်းရေးလောက်လာတာကွာငါတို့ဘသူလက်အောက်မှာနေစရာမလိုဘူးအဲ့တော့ NUG နဲ့ပူပေါင်းရမှာကို NUG လက်အောက်မှာဆိုရင်သူတို့ရဲ့မာနကိုသူမစောချအောင်အမှန်တကယ်ဆိုရင်မင်းတို့တွေကပြည်သူရဲ့မျက်နှာကိုငဲ့ရမှာပြည်သူရဲ့အတန်နားထိုင်းမှာတော်လန်ရေးကိုပဲမင်းတို့မျက်နှာမုံရမှာအခုတော်လန်ရေးကိုမျက်နှာမုံပဲနဲ့ပြည်သူလူထုရဲ့မျက်နှာမငဲ့ပဲနဲ့ငါမာနမစော့ဘူးအတ္တမစော့ဘူးအလူစင်ရဲ့ပြည်သူလူထုရဲ့ငွေဆိုနေ plan နေတာပဲ plan တာပဲနော်အမှန်တကယ်ဆိုရင်ပြည်သူလူထုရဲ့ထောက်ပံ့ငွေကတနေရပဲသွားလို့စင်ရသူတည်သွားတာကြာပြီအခုက plan နေတယ် plan နေတဲ့အချိန်မှာစီမစီကံမစီတဲ့အဖွဲတွေကိုတော့ထောက်ပံ့မိလိုက်လို့ငွေလည်းပြောက်ရန်သူလည်းမသေးအင်အားလည်းရော့အမှန်တကယ်ဆိုရင်2026မှာတော်လန်ရေးအဖွဲ့စီအားလုံးတစုတစ်ဖွဲ့ပဲဖြစ်ရတော့မှာအစိုးရလည်းတစ်ဖွဲ့တည်းပဲနော်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဖွဲ့တွေလည်းတစ်ဖွဲ့တည်းပဲဖြစ်ရတော့မယ်အခုကမဟုတ်ဘူးကွဲပြဲနေတာပဲနော်ပြောနေမင်းတို့ရပစပြားလေတော်လန်ရေးလောက်ပါတယ်ပြည်သူအတွက်မင်းတို့အားလုံးအများအပြည့်ပြည်သူရဲ့မျက်နှာမထောက်ဘူးနော်တယောက်ဆရာကြီးအတ္တမနငါလာမပြောနဲ့ငါတို့အဖွဲကဘသူလည်းအမဝင်စရာမလိုဘူးဟုတ်လားဘသူလည်းအမဝင်စရာမလိုဘူးအဲ့ဒီလိုမျိုးအတ္တမနထားလို့ဆိုရင်ပြည်သူအတွက်လုပ်ပေးတာမဟုတ်ဘူးမင်းတို့အတွက်ပဲမင်းတို့လုပ်ပေးတာအဲကြောင့်ပြည်သူတွေထောက်ဖို့တွေတေချာကြည့်ရမယ်ဆယ်လီတွေတချို့မှာအဖွဲ့အစည်းတွေဆွဲပြီးတော့ကမ်ပိန်းတွေလုပ်ပေးနေတယ်နော်ငွေတွေလည်းပလဲမမို့ပြောပြီးနော်မမို့အခုမမို့တို့လောက်တာဒီအရင်တော့ဆိုရင် logo တော့ဗာတော့မမို့ပြောပြပြီးမမို့တို့ဒီကရင်စစ်သားအဖွဲ့တွေဟို logo ဒီ logo UG အပါဝင်မမို့တို့အကောင်လုံးထောက်ပံ့ပေးတယ်နော်အခုဆိုရင်ဒီ2025 2024 2025 2026ရေ NUG လက်အောက်မှာပါလာမပါလာနော်ဟို NUG ရဲ့တရားဝင်အဖွဲ့ဟုတ်လားမဟုတ်လားဆိုတော့ငါပြောတယ်လေမတို့လောက်ပေးတဲ့ campaign တစ်ခုဒီအကြီးလားအသေးလား10သိန်းကျ campaign လားအသိန်း100 campaign လားအသိန်း1000 campaign လားအရင်အစည်းအဝေးတက်ပြီးတော့တေချာစစ်ဆေးတာဘယ်အဖွဲ့အစည်းလက်အောက်လဲနော်တေချာစစ်ဆေးတယ်ဆိုတာဒစင်ထောင်အဖွဲ့လားလောက်ကျင်တို့လောက်နေကြတဲ့အဖွဲ့လားစီမီစီကနဲ့တွားတဲ့အဖွဲ့လားဘာသာဆုံးတော့ပြည်သူလူထုရဲ့ငွေအစိတ်ပင်မဖြစ်ချင်ဘူးအလဟာတာလည်းမဖြစ်စေချင်ဘူးโอเคနော်အဲ့ဒါမှမို့တက်ပြောတာအဲ့ကြောင့်ဒီနေ့ကစရွေးပြည်သူအတွက်လောက်ပေးလို့စင်ပြည်သူအတွက်တိုက်ပေးလို့စင်ပြည်သူမျက်နှာမုံပါအတ္တမနတွေတို့အကောင်လုံးလက်လွတ်လိုက်ပါနော်အခု NSCA ဒီကရင်စစ်သား KNU တွေဒီနယ်သားများနေကြတော့တို့တွေကတက်စီးပွားရေးလောက်တာဒီຫນွေဦးတောင်လာရေးမှမဟုတ်ဘူးအနည်း80ကျော်မှာတောက်ဆောက်လောက်လာတာအခုထိလည်းဒီစီးပွားရေးကိုတို့လက်မလွတ်နိုင်သေးဘူးနယ်သားများဆိုရင်ခိုးစားလိန်စားညာစားတာကြာပြီးတော့အစတုန်းကကိုကမသိလို့ तू ကလိန်စားညာစားတာကြာပြီးဒီနယ်သားပြနော်သူ့အဖေနာမည်နဲ့ तू တောင်းချလိုက်ကောသူ့လေးနာမည်နဲ့ तू တောင်းချလိုက်အရင်တော့ဆိုရင် KNDO နဲ့ तू တောင်းချလိုက် तू ငွေတွေရတာအများပြသူ့ရဲ့သားသမီးသူ့ရဲ့မိန်းမဆိုဘာအလောက်မှလောက်ဆရာမလို့အလောက်ကမရှိဘူးစီးပွားရေးမရှိဒါမဲ့တထေးလာတာအိမ်တွေတိုက်တွေကားတွေအများပြမဲဆောက်မှာဆိုရင်ခြံတွေအများပြတပည့်တွေအများကြီးပဲနယ်သားများအဲ့လိုမျိုးလိန်စားတာသူ့အဖေနာမည်နဲ့အတောင်းချလိုက် KNU နာမည်နဲ့အတောင်းချလိုက်ကောသူ့လေးအမေနာမည်နဲ့အတောင်းချလိုက်ငွေတွေရသွားတာများပြနော်ဒီ KNU ဘက်ကကျတော့တော်လိုင်းရေးလောက်ပါတယ်ဆိုတာဒါမဲ့နောက်ဆုံးတော်လိုင်းနဲ့စီးပွားရေးဆိုရင်တို့ဘာကိုရွေးတယ်လဲစီးပွားရေးပဲတို့ရွေးတာနော်တော်လိုင်းရေးနိုင်ဖို့အတွက်တို့မရွေးဘူးလွတ်မြောက်ဖို့အတွက်တို့မရွေးဘူးကူညီဖို့အတွက်တို့မရွေးဘူးကိုကျိုးစီးပွားရေးပဲအခုထိပဲနော်အဲ့ကြောင့်ငါတို့ပြည်သူတွေအားလုံးငါတို့တိုင်းရင်းသားတွေအားလုံးက PDF ကိုထောက်ပံ့ပေးရမှာဝန်ရံပေးရမှာငါတို့အတွက်ငါတို့တိုင်းရင်းသားအတွက်တနိုင်ငံလုံးအတွက်လူမျိုးဘာသာမခွဲခြားနေရာဒေသမခွဲခြားအတ္တတွေမှာနှတွေမထားဘဲနဲ့တော်လိုင်းရေးနိုင်ဖို့အတွက်ပဲစ조사ပြီးတော့တိုက်ပေးနေတဲ့လူငယ်တွေကို PDF တွေကိုဝိုင်းပြီးတော့ထောက်ပံ့ကူညီပါလို့ပြောချင်ပါတယ်โอเคနော်
မကားတော့ဘူးပြီးတော့အလူခံရတော့မယ်အဲကြောင့်မမွားပြောတက်ပြောတာတချို့မှဆိုရင်စကားမပြတ်ဘူးနော်တချို့ထပ်ဖို့တွေကသူတို့အဲ့လိုမျိုးအန်ယူကြည်လက်အောက်ဖွဲ့ပဲကျွန်တော်တို့ကအလူခံပေးတော့တယ်ဆိုရင်အဲ့လိုမျိုးပြောလိုက်လို့စရင်သူတို့အလူငွေမရမှာကြောက်လို့ဘာကြောင့်ဆိုတချို့ပြည်သူတွေကတက်ဘယ်လိုကားမလဲခွဲထားတာတွေရှိတယ်အန်ယူကြည်ကိုသူတို့မကြိုက်ဘူးဆိုရင်အန်ယူကြည်လက်အောက်ကအဖွဲတွေကိုသူတို့မထောက်ပံ့ဘူးအဲ့တလိုမျိုးတွေလည်းရှိတယ်ဒါပေမဲ့မမွားအဲ့လိုမျိုးမကြည့်ဘူးတချို့မမွားရအလူစင်တွေလည်းမမွားပြောပြမယ်နော်တချို့မမွားရအလူစင်တွေကလေအန်ယူကြည်သူတို့မကြိုက်ဘူးဒါပေမဲ့သူတို့တွေကတော်လန်ရဲကိုပဲလောက်တယ်ဆိုတော့အန်ယူကြည်သူတို့မကြိုက်ဘူးဒါပေမဲ့မမွားကူညီတောင်းတာသူတို့ထပ်ပေးတယ်ဘာကြောင့်ဆိုတော့သူတို့တွေကတော်လန်ရေးကိုပဲကြည့်တာအန်ယူဂျီလက်အောက်မှာတိုက်တဲ့အဖွဲအစည်းတွေဖြစ်လို့ရှိရင်မမိုးကွင်တောင်းလိုက်သူတို့ထပ်ပေးတယ်တိုက်တယ်လေမြို့သိမ်းတယ်လေအန်ယူဂျီလက်အောက်က PDF အဖွဲ့ဆိုရင်အဖွဲ့300ကျော်ထားလိုက်အလောက်တာတဝက်ထားလိုက်ကျန်တဲ့တဝက်တော့စီးတွေမတိုက်ရသေးဘူးမပြည့်စုံသေးဘူးလက်နဲ့တွေမရှိသေးဘူးအဲ့လိုမျိုးပေါ့နော်အဲ့လိုမျိုးအဖွဲ့အစည်းတွေဆိုရင်မပြည့်စုံသေးဘူးကြည်စံအရင်လာပြီးတော့လူခံလို့စင်မမိုးလည်းမထောက်ပံ့သေးဘူးဘာကြောင့်ဆိုတော့လက်နဲ့ခင်ရမပြည့်စုံတာကြည်စံမိုးရလို့စင်တယ်ဘယ်တော့စစ်တိုက်ရမလဲအဲကြောင့်moiလက်နဲ့တွေပြည့်စုံတဲ့နေရာစစ်ဖွင့်ပြီးစစ်တွေတိုက်ပြီးအဲ့ဒီနေရာဆိုရင် okay ကြည်စံမိုးထောက်ပံ့တယ်အခုမှမိုးလောက်တိုင်ပို့တဲ့ငွေတွေအားလုံးကနေ့တိုင်းစစ်တိုက်တယ်စောင့်နေတာမဟုတ်ဘူးနော်ငွေကိုစောင့်နေတာမဟုတ်နော်တိုက်နေတယ်နော်တခါတလေမှမတို့ပတ်စံပို့တဲ့အချိန်မှာတို့တွေကတိုက်နေတာဒီလိုကြည်စံပြတဲ့အဖွဲတွေလည်းစီးတယ်အဲ့လိုမျိုးပေါ့နော်တချို့ထောက်ဖို့တွေကမဟုတ်ဘူးအကောင်လုံးမပြတာဘူးလေစကားပြောလိုက်လို့စင်တိုက် PDF တွေက local လားဟို NUG လည်းအောက်လားတိုက်လို့စင်ကတော့အကောင်လုံးထောက်ပံ့ပေးရမယ်ကူညီပေးရမယ်ဆိုရင်တော်လိုက်ရဘယ်တော့မှပြီးတော့မှာမဟုတ်ဘူးဘယ်တော့မှပြီးတော့မှာမဟုတ်တော့ဘူးနော်ပြီးရှင်လို့စင်အားလုံးကတစ်ဖွဲ့တစ်ပဲချေးရမယ်အားလုံးကစီစီလုံးလုံးညီညွတ်နဲ့လက်တွဲပြီးတော့တိုက်ပြရတော့မယ် NUG ကိုကြက်မကြက်ဟိုအဖွဲ့ကနေကြက်မကြက်ဒီအဖွဲ့ကနေကြက်မကြက်မကြိုက်တဲ့ကိုမကြိုက်တဲ့အရာကိုရဲ့ခံစားချက်ကိုအနောက်မှာထားပြီးတော့ပြည်သူမျက်နှာငဲ့ပြီးတော့တော်လိုင်းရဲ့မျက်နှာငဲ့ပြီးတော့လက်တွဲလိုက်ပါပူပေါင်းလိုက်ပါအာနာစင်ကိုတော်လန်လိုက်ပါအခုကမဟုတ်ဘူးအာနာစင်ကိုတော်လန်မဲ့အစားရန်ဖြစ်ကြနေမတော်တာလားမအားမရတာလားလေမျိုးနေကနေတော့ NUG လောက်တာအားမရဘူးနေတော့ NUG ဖွဲ့တယ်ဒီလိုငါတို့ပဲတော်တယ်ငါတို့ပဲတက်တယ်အဲ့လိုမျိုးပေါ့နော်အာတက်တွေမှာနတ်တွေထားပြီးတော့ပြည်သူမျက်နှာလည်းမငဲ့တော်လိုင်းမျက်နှာလည်းမငဲ့တော်လိုင်းလည်းကြာလာပြီအခုဆိုရင်ဆေးတွေဘာတွေဘလောက်ကြီးလာလဲဆိုတာနော်မြန်မာပြည်မှာတို့ဆေးတွေတော်တော်ကြီးလာပြီဒါပေမဲ့ဝင်ငွေမရှိဘူးနော်ရငွေလည်းမရှိဝင်ငွေလည်းမရှိအလောက်ကလည်းမရှိဆေးအစားအတော့ကျဲဦးကအစားအကောင်လုံးဆေးတိုးလာတယ်တိုးဆရာကအစားအကောင်လုံးပဲအကောင်လုံးဆေးကြီးလာတယ်အဲ့ဒါဘယ်လိုမျိုးနေပြီးတော့ဘယ်လိုမျိုးစားတော့မလဲစဉ်းစားကြည့်နော်အဲ့ဒါကိုပြည်သူလူထုရဲ့အခြေအနေကိုကြည့်ပါကိုယ့်ရဲ့နိုင်ငံရဲ့အခြေအနေကြည့်ပါအာနာစင်ရောက်မှတာကိုပဲကြည့်ပြီးတော့တိုက်ပေးကြပါနော်အတ္တတွေမာနတွေနော်ငါဖြစ်နေတဲ့သူတွေငါအဖွဲငါဘသူနဲ့မှမပေါင်းဘူးငါဘသူလက်အောက်မှမနေချင်ဘူးအဲ့ဒါလိုမျိုးအတ္တမာနတွေဖျောက်ချပါနော်ဖျောက်ချမရလို့ဆိုရင်ပြည်သူအတွက်တိုက်ပေးပါတယ်ဆိုတာမပြောနဲ့နော်အဲ့ဒါနေ့အတွက်ပဲနေတိုက်ပေးတာနေတို့အတွက်ပဲနေတို့တိုက်ပေးတာနေတို့အတွက်ပဲနေတို့ကြည့်ပေးတာပြည်သူအတွက်တို့ကြည့်ပေးတာမဟုတ်ဘူးတော်လိုင်းရေးအတွက်တို့ကြည့်ပေးတာမဟုတ်ဘူးပြီးတော့အခုကိုဇွဲနဲ့ပတ်သက်ပြီးကိုဇွဲကသူကလိုက်လွင့်တာလားဘာလားမဲသူ့ရဲ့ဗီဒီယိုတခုစီတယ်ဟောမောတွေ့ရတယ်ပေါ့နော်ဒီနေ့သူ့ရဲ့ဗီဒီယိုပေါ်လာလို့နဂါမတော့တီကောင်ကမာလာနဲ့ပြန်ပြီးတော့ပေါင်းလိုက်တဲ့နောက်ပိုင်းမှာမာလာစီမှာပြန်နဂါစစ်ခွေးတယ်ပြီးတော့နဂါစစ်ခွေးဆိုတော့မာလာစီမှာပြန်သွားတဲ့နောက်ပိုင်းမှာတချို့လူတွေကပြောတယ်မကြခင်ငဆွဲလဲနဂါလိုမျိုးပဲမာလာစီမှာပြန်သွားမယ်ဘာညာပေါ့နော်မမိုးပြောတယ်နော်ငဆွဲကလေငဆွဲကနဂါလိုမျိုးမာလာနဲ့တော့ပြောမပူပါမှုစင်ဘာကြောင့်လဲဆိုတော့ငဆွဲကဒီတော်လိုက်ရေး9နှစ်တွင်းထဲမှာဒီ NC ရေဘောပဲမှတ်နေတာနော်သူဘယ်တော့မှမာလာစီမှာလက်နဲ့ချဘူးစင်ဒါပေမဲ့ NC ရေဘောသူမှတ်မယ် BGA DKB ရေဘောသူမှတ်မယ် तू ကဘယ်လိုမျိုးလုပ်လဲဆိုတာအနည်း80အနည်း900လဲဒီတော်လိုက်ရေးကိုနိုင်အောင်သူတို့တိုက်ပေးမှာမဟုတ်ဘူးသူတို့တွေကကျွဲကူးရေပါအစင်းနဲ့ပဲမအားလာကိုဆဲပြမယ်တော်လိုင်းရေးနိုင်ငံရေးအကြောင်းသူတို့ထောက်ပြမယ်အဲ့လိုမျိုးပေါ့နော်ဟိုမြို့တွေပြအောင်တိမ်မလားနိုးပဲနော်ဟိုကရင်ပြည်နယ်ရအောင်တိမ်မလားနိုးပဲဒါပေမဲ့သူတို့တွေကဘယ်လိုမျိုးလောက်စားမလဲဆိုတာအနည်း80ကျော်လိုမျိုးလေတော်လိုင်းရေးဖြစ်ပါတယ်လက်နဲ့ကင်ပါတယ်စစ်တိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလက်နဲ့ကင်နေဆိုတာအဲ့ဒီတိုက်ပါတယ်ဆိုတာဘာအတွက်လဲကိုကျိုးစီးပွားရေးအတွက်ကိုကျိုးစီးပွားရေးအတွက်ပဲအဲကြောင့်ငဆွဲဘယ်တော့မှဒီမအားလာနဲ့တော့ပူပါမှာမဟုတ်ဘူးသူပေါင်းမယ်ဆိုရင်ဒီကင်တစ္ဆာဖောက်လောက်ကောင်နေနဲ့ဒီကင်စီးပွားရေးတမန်တွေနဲ့ဒီကြားဖြတ်ကိုင်းကောင်းဆောင်နေတဲ့ပဲငဆွဲပေါင်းမှာပါနော်အနည်း80မနိုင်တယ်လို့အနည်း900လည်းမနိုင်ဘူးအဲ့ဒါလိုမျိုးပဲသူတို့လောက်စားတိုက်စားလိုက်မယ်နော်အဲကြောင့်ကရင်ပြည်နယ်မှာလက်နဲ့ကင်တဲ့အဖွဲ့အစည်းအားလုံးကနော်ကရင်ပြည်နယ်လူမျိုးဖို့အတွက်လှုပ်ပေးတာမဟုတ်ဘူးစင်သူတို့ရဲ့ကိုကျိုးစီးပွားရေးအတွက်ပဲနော်ကိုကျိုးစီးပွားရေးအတွက်ပဲစင်နော်မာလာနဲ့တို့ပူပေါင်းစရာမလိုဘူး KNU နဲ့ BGA နဲ့ DKB နဲ့တို့ပေါင်းလို့စင်မာလာနဲ့တို့ပေါင်းတာတူပဲအဲ့ဒါနော်ငါဘယ်လိုခေါ်ရမလဲငါသူကဟိုအညာမှာလေဟိုအညာမှာဆိုတော့ဘယ်လိုမျိုးကရင်ပြည်နယ်မှာဟိုဗာလဲအာနာယူဒုတိယအာနာယူမာလာနေသားများစီမှာသူဘယ်လိုမျိုးအလင်းလာဝင်မလဲဟုတ်လားဝေးတယ်လေအဲ့ကြောင့်သူ့ဘာစီမှာသူ့ဘာလင်းပြန်နေစီတယ်ဆိုတော့သူ့အကြောင်းလဲသူများသိကုန်ပြီဆိုတော့နော်ဟိုဗာလဲအသေးအတန်သူ့ဘာစီမှာဖုံးဆက်ပြီးတော့သူ့ဘာလဲသူ့လာချို့အဲ့ဒါဆင်းသွားတာပဲလေ
ဟုတ်လားအခုငါဆွဲတော့ဆိုရင်မလာစီမှာတော့ပေါင်းစရာမလိုဘူးနော်နလန်းစီးတယ်တော်လိုင်းရေးကိုတစ္ဆာဖောက်ချင်လို့ဆိုရင်နလန်းစီးတယ်မလာနဲ့ပေါင်းမလားမလာနဲ့မပေါင်းချင်လို့ဆိုရင်ကရင်ပြည်နယ်မှာလာပြီးတော့စီးပွားရေးလောက်ပါဒါပဲစီးတယ်နလန်းစီးတယ်အောင်မလေးနော်ကရင်ပြည်နယ်မှာဆိုရင်စီးပွားရေးသမားဆိုရင်လောက်စားချင်တဲ့သူဆိုရင်လေပြီးတော့ကရင်ပြည်နယ်မှာပဲသူတို့လာပြီးတော့လောက်စားနေကြတယ်နော်မမပြောတယ်လေ KNU တွေ BGS တွေလက်ခံတဲ့သူတို့လက်နက်ကင်စစ်သားတွေအများအပြည့်လူရောက်မှတယ်လူသက်သမားတွေတက်ပဲကရင်ပြည်နယ်မှာအမားတစ်ခုလောက်ပြီးဆိုရင်သူများတွေတရားဆွဲလို့မရအောင်သူများတွေအမှုယူလို့မရအောင်သူတို့KNU စစ်သားသူတို့တော့ဖြစ်လိုက်တယ်လက်နက်ကင်လိုက်တယ်နော်လူတယောက်ကိုတပ်ဖြတ်လိုက်ပြီးဗဒိန်းကျစ်လိုက်ပြီးဆိုရင်သူတို့အမားစီးပြီးဟုတ်အမားစီးပြီးဆိုရင်သူတို့အမားလွတ်အောင်သူတို့ဘာတွေဖြစ်ရမလဲ BGS စစ်သားကိုသူတို့တော့ဖြစ်လိုက်တယ် DKB စစ်သားကိုသူတို့တော့ဖြစ်လိုက်တယ်အဲ့ဒါလက်နက်ကင်ဖွဲ့စီဖြစ်ပြီးဆိုရင်သူများဘာမှလုပ်လို့မရတော့ဘူးအဲ့ဒါမှမပြောတယ်နော်မအားလားစီမှာအလင်းမဝင်ဘဲနဲ့မပူပေါင်းဘဲနဲ့ကရင်စစ်သားနဲ့လာပြီးပူပေါင်းလို့ဆိုရင်လေမအားလားနဲ့ပူပေါင်းတယ်လို့မျိုးပဲဖြစ်သွားပါတယ်ရှင်နော်အဲ့ဒါဘာမှမကွာပါဘူးနော်ဘာမှမပြောတယ်လေကရင်ပြည်နယ်မှာစစ်တပ်နေတဲ့ဟိုဘိုဒီဘိုဟိုဆယ်လီဒီဆယ်လီရလေမအားလားစီမှာအလင်းဝင်စရာမလိုဘူးနော်အဖိုးကြီးကိုဘောမအဖိုးကြီးရဲ့ဘောမလိုက်လို့ဆိုရင်တသက်လုံးသူတို့ကောင်းမှုနေလို့ရတယ်နော်DKBA BGS ကရင်တစ်စဖလောက်ကောင်ဒီကြားဖြတ်ကန်ကောင်းဆောင်မှာပြကောင်းဆောင်နဲ့သူတို့ပေါင်းလိုက်လို့ဆိုရင်သူတို့လုံချွေလုတ်ပြလိုက်လို့ဆိုရင်တသက်လုံးနော်သူတို့နေလို့ရတယ်ဒါပဲဘာမှမခဲဘူးနော်အဲ့ဒါပဲပြီးတော့အဲ့ကြောင့်ဒီတောင်လိုင်းရဲ့မာမမိုးတို့ကကရင်ပြည်နယ်မှာထောက်ပံ့ဘူးဆိုတာဘာကြောင့်လဲနောက်ပြီးတော့တဆင်ထောင်ငကားတို့လိုမျိုးပေါ့နော် logo တွေပေါ့နော်မထောက်ပံ့ပေးတာဒီလူတွေအားလုံးကတစ္ဆာဖောက်တာများတယ်နောက်ဆိုတော့ရန်သူရဲ့လူဆိုတာဖြစ်တာများတဲ့အတွက်ကြောင့်မမိုးတို့ပြည်သူလူထုရဲ့ငွေကသူတို့နဲ့တော့မကုန်ဘူးနော်မမိုးတို့ပြည်သူလူထုအတွက်တောင်လိုင်းရဲ့အတွက်တကယ်ဒီဇိုင်းမနဲ့တိုက်ပေးတဲ့ PDF တွေကိုပဲမမိုးတို့ကရွေးချယ်ပြီးတော့ထောက်ပံ့ပေးပါတယ်ရှင်အဲ့ကြောင့်နိုင်ချင်လို့ဆိုရင် NUG နော် NUG လက်အောက်က PDF တွေကိုဝိုင်းပြီးတော့ထောက်ပံ့ပေးကြပါတိုင်းရင်းသားလက်နက်ကန်ကိုကူညီမဲ့ထောက်ပံ့ပေးမယ်ဆိုရင် AA တို့ကချင်တို့ပေါ့နော်တကယ်ပြည်သူဘက်မှာပေါ့နော်100ရာခိုင်နှုန်းရတီပြီးတော့ရန်သူကိုတိုက်ပေးတဲ့တိုင်းရင်းသားလက်နက်ကန်အဖွဲ့စီကိုထောက်ပံ့ပါနော်ဟိုရန်ရောင်ဒီရောင်နော်တောင်လိုင်းကိုတိုက်စားလောက်စား9နှစ်အတွင်းပဲနေရာမှမရောက်6နှစ်အတွင်းပဲနေရာမှမရောက်အဲ့ဒါတော့မျက်မြင်သက်သေတွေအကလုံးစီပါတယ်သက်သေထောက်ထားတဲ့ကလုံးစီပါတယ်ကိုကသိပြီးဆိုတော့6နှစ်စီပြီးဆိုတော့လေသွားပြီးတော့မထောက်ပံ့နဲ့တော့နော်တကယ်တိုက်တဲ့တိုင်းရင်းသားလက်နက်ကန်မှမအားပေးတယ်နော်အခုချင်းအဖွဲ့ကဆိုရင်တို့အချင်းပြန်တော့တိုက်ကြတယ်ဒီပြဿနာအခုထိတည်းမပြီးသေးဘူးအရင်တော့ဆိုရင်မပြည်သူတွေတွေ့မှာပါနော်ဖလန်မျိုးတိမ်တိုက်ပွဲတို့ဆိုရင်မမို့တို့ချင်းအဖွဲ့တွေဆိုရင်မထောက်ပံ့ပေးတယ်နောက်ဆိုတော့မမို့တို့ပြန်ပြီးတော့ကြားတဲ့တည်င်းတွေကချင်းအဖွဲ့ချင်းပေါ့နော်တို့ကနှစ်ဖွဲ့စီတယ်တို့မတဲကြဘူးပြီးတော့တစ်ဖွဲ့တော့ရခိုင်နဲ့ပူပေါင်းတယ်တစ်ဖွဲ့ကြတော့ဘယ်လိုခေါ်မလဲ KNU တို့လိုမျိုးပေါ့နော်အဲ့လိုမျိုးပေါ့နော်တို့တွေကမတဲကြဘူးပြောရမစတော့ KNU နဲ့ဟိုကော်သူလေအာမီလိုမျိုးပေါ့အဲ့ဒါတို့ကချင်းပြန်တော့တိုက်တဲ့အချိန်မှာမမို့တို့ကချင်းပြည်နယ်မှာမပို့တော့ဘူးခွဲခြားတာမဟုတ်တော့ချင်းပြည်နယ်ဆိုရင်လည်းမမို့တို့အရင်တော့ဆိုရင်ကမ်ပိန်းပတ်တန်းမှာလုပ်ပေးတယ်ဖလန်မျိုးတိမ်တိုက်ပွဲလုပ်တဲ့အချိန်မှာနောက်ဆိုတော့တို့အချင်းပြန်တော့တိုက်ကြတဲ့အချိန်မှာမမို့တို့ကအစိတ်ပင်ရင်မလောင်းချင်ဘူးမမို့တို့ထောက်ပံ့ပေးတဲ့ငွေကရန်သူကိုပဲမမို့တို့တိုက်စေချင်တယ်ပေးသေးစေချင်တယ်ကိုအချင်းပြန်တော့တိုက်ကြတာမဟုတ်တော့မဖြစ်ချင်ဘူးနော်အဲ့ကြောင့်ကရင်စစ်သားကိုကော်တူလေးအာမင်းနဲ့ဒါများတို့အဖွဲ့လား KNU ဖွဲ့လားတို့တော့ထောက်ပံ့ပေးလိုက်လို့ဆိုရင်ဒီ KNU နဲ့ဒီနယ်ဒါများအဖွဲ့တွေကပြန်တော့တိုက်ကြမယ်တားကြမယ်ခိုက်ကြမယ်သူတို့စစ်ခွေးမတိုက်ဘူးဆိုရင်အမှန်တကယ်ဆိုရင်ငါတို့ရဲ့ရန်သူအားလုံးကဒီစစ်ခွေးစစ်သားဒီအာနာစင်မိတ်ဆာကောင်ဒီမအလာအဖွဲ့တွေပေါ့နော်ဒီစစ်ခွေးတွေပဲငါတို့ရဲ့ရန်သူကနော်နောက်ဥမာ KNU နဲ့ဒီကော်တူလေးမတက်ကြဘူးဆိုရင်လည်းပြတ်မတက်ကြဘူးဆိုရင်ငါတို့မကျင်တတ်ကြဘူးငါတို့မတက်ကြဘူးဆိုရင်အဲ့ဒီအရာတွေအားလုံးကအနောက်မှာထားရမှာအတိတ်ကငါတို့ကရင်ချင်းလက်တွဲပြီးတော့ဒီအာနာစင်ကိုဝမ်းတော့တိုက်ပေးရမှာအဲ့ဒါလိုမျိုးနော်ချင်းအဖွဲ့တွေဆိုရင်လည်းနှစ်ဖွဲ့ကွဲတယ်ကွာရံဖြစ်ကြတယ်အဲ့ဒီကိုမကြိုက်မလို့ခေါ်မယ်အဲ့ဒီပြဿနာတွေကကိုယ့်ရဲ့ဂျားထဲမှာစစ်နေတဲ့ပြဿနာအနောက်မှာထားပြီးတော့ဒီတောင်းလိုက်ရေးအချိန်ခါမှာပေါ့နော်ကိုကစစ်နေတဲ့ပြဿနာကိုစောက်ခွေးမဆိုင်ပဲနဲ့အနောက်မှာခဏထားလိုက်ဟုတ်လားလက်တွဲလိုက်ကိုမချစ်ကြမကြိုက်ကြပြီမဲ့လည်းကိုလက်တွဲလိုက်အတိတ်ကရန်သူကိုအရင်တိုက်ပေးပြည်သူတွေလွတ်မြောက်ဖို့အရင်တိုက်ပေးပြည်သူတွေလွတ်မြောက်မှရန်သူတွေသေပေးမှကိုလိုချင်တဲ့အမွေလားဘာလားအဲ့ဒီနေရတွေလားကိုပြန်တော့စကားပြောကိုခွဲဝေနော်ပြည်သူလူထုလည်းနေတော့ကွန်မန်တော့ဆောင်ဖြတ်ပေးမယ်ကွာအခုကပြည်သူတွေကလွတ်မြောက်ဖို့စ조사နေရတာလွတ်မြောက်ဖို့စ조사နေရတာအခုပြည်သူတွေလွတ်မြောက်ဖို့စ조사နေတဲ့အချိန်မှာနေတော့တွေကရန်သူကမတိုက်ပဲနဲ့နေတော့အချင်းချင်းပြန်တော့တိုက်ကြလို့ဆိုရင်ပြည်သူတွေကဘယ်တော့လွတ်မြောက်မလဲလူမျိုးတွေကဘယ်တော့လွတ်မြောက်မလဲအာနာစင်ဘယ်တော့သေမလဲအာနာစင်ကိုတိုက်ရမယ့်အချိန်မှာနေတော့တွေကအာနာစင်ကိုမတိုက်ပဲနဲ့နေတော့အချင်းချင်းပြန်တော့တိုက်ကြလို့ဆိုရင်အာနာစင်ဘယ်တော့သေမလဲအဲ့ဒါနေတော့တွေကလူမျိုးကိုချစ်တာမဟုတ်ဘူးပြည်သူကိုချစ်တာမဟုတ်ဘူးပြည်သူကိုချစ်တယ်ဆိုရင်ပြည်သူအတွက်လောက်ပေးလို့ဆိုရင်ပြည်သူမျက်နှာပဲငဲ့ရမှာတော်လန်ရေးကိုပဲစ조사ပြီးတော့တိုက်ပေးရမှာမင်းတို့မတိုက်တဲ့အရာတွေမင်းတို့မကျင်တတ်တဲ့အရာတွေမင်းတို့ရဲ့ကိုရေးကိုတာမင်းတို့ရဲ့လူမျိုးချင်းချင်းပေါင်းနမချင်းချင်းပြည့်ပြည့်တနာကိုအနောက်မှာခဏထားပြီးတော့မေလို့ကိုရင်ဝိုင်းတိုက်ပေးလို့မရဘူးလားမင်းတို့ရံဖြစ်ကြတဲ့အချိန်မှာမေလို့နေတို့ရဲ့လူမျိုးနေတို့ရဲ့ပြည်သူကိုဘလောက်တားဖြတ်လိုက်ပြီလဲဘလောက်ပုံကျတားဖြတ်လိုက်ပြီလဲဟာလူငယ်တွေဘလောက်အသက်တွေပေးစားရပြီလဲဟာနေတော့နေရရဖို့တက်နေတော့ရံဖြစ်ကြဖို့တက်နေတော့မတက်ကြတဲ့အချိန်မှာနေတော့အရန်ကိုရေးကြည့်တာပေါ့လေနိုင်ငံထက်အရေးကြီးတာပေါ့လေ
တော်လန်ရေးထက်အရေးကြီးတာပေါ့လေနေတို့ရဲ့လူမျိုးအသက်ထက်အရေးကြီးတာပေါ့လေနေတို့ရံဖြစ်စားတဲ့အချိန်မှာအဲ့ဒီနေတို့ရဲ့ပြဿနာနေတို့ရဲ့ပြဿနာတော်လန်ရေးထက်ကြီးတာပေါ့လေဟာနေတို့အချင်းချင်းရဲ့ပြဿနာနိုင်ငံပြဿနာထက်ကြီးတာပေါ့လေအဲ့ဒါ KAU တို့ KNA တို့နှုတ်ချင်းအချင်းချင်းတွေရံဖြစ်စားတဲ့အချိန်မှာပေါ့နော်အဲ့ဒါမမွားနော်ဘာသာဆိုအဲ့ဒီချင်းကိစ္စမမွားစောက်ကျင်နေတာမမွားချင်းလူမျိုးမဟုတ်ဘူးဒါမဲ့တို့ချင်းပြန်တော့မစတော့နှစ်ဖွဲ့စလုံးအောင်တို့အားပေးတယ်နှစ်ဖွဲ့စလုံးထောက်ပံ့တယ်နော်ဒါမဲ့တို့ချင်းပြန်တော့တိုက်ကြတဲ့အချိန်မှာမမွားလုံးဝစိတ်မကောင်းဘူးရတန်းလိုက်တာတို့တာပြည်သူပဲချစ်တယ်တော်လိုင်းရေးကပဲလောက်မယ်ဆိုရင်အဲ့ဒီနေရာတွေအားလုံးအောင်နေကဟိုကားနဲ့ပူပေါင်းလို့နေရတဲ့လူမျိုးတို့တွေကအဲ့လိုအဲ့ဒီပြဿနာတွေတို့အနောက်မှာခဏထားရမှာအရေးကြီးတာကမအားလားကြဆောင်ဖို့လိုတယ်ပြည်သူတွေအရင်တို့များဖို့လိုတယ်တော်လိုင်းရဲ့အမျက်ဆုံးပြီးဖို့တာအရေးကြီးတယ်နော်မဟုတ်ပြောပြီးလေမိသားစုပြဿနာလားကိုရေးကိုတာပြဿနာလားလူမျိုးရေးပြဿနာလားဘာသာရေးပြဿနာလားဒီပြဿနာတွေအားလုံးကအာနာစင်သေဖို့လားပြဿနာမကြည့်ဘူးဒီတော်လိုင်းရဲ့နိုင်ဖို့တော်လိုင်းရဲ့ပြဿနာအကြီးဆုံးပဲကွာဒီကြီးနေတဲ့ပြဿနာကိုအတိကတည်ထားပြီးတော့အရင်တိုက်ပေးရမှာအရင်လုပ်ပေးရမှာကျန်တဲ့အရာတွေအားလုံးကဒီမအေလို့ထက်အရေးမကြည့်ဘူးမအေလို့ကအရေးကြီးတယ်မအေလို့ရဲ့ဘေးကအရာအားလုံးထက်နော်အန်ဒီရစီတယ်ကွာတဘာဝဘေးထက်အန်ဒီရစီတယ်ကရင်ချင်းပြဿနာချင်းပြဿနာတိုင်းရင်းသားချင်းပြဿနာမကြည့်ဘူးကိုချင်းရဲ့ပြဿနာမကြည့်ဘူးကွာနော်မအေလို့အာနာတိုင်းတာမအေလို့အာနာယူတာမအေလို့မတရားမှုဘုံကျဲတပ်ဖြတ်တာတနိုင်ငံလုံးအဲ့ဒါကြီးတယ်အဲ့ဒီပြဿနာတော်တော်ကြီးတယ်ကြီးနေတဲ့ပြဿနာကိုအရင်လှုပ်ပေးပါအရင်ဖြေရှင်းပေးပါအရင်တိုက်ပေးပါလို့ပြောချင်ပါတယ်နော်မအေလို့တည်သွားပြီးတော်လည်းရေးပြီးသွားတဲ့နေ့ချင်းထဲမှာဘယ်လိုမျိုးခွဲဝေရမလဲဘာပြဿနာရှိတယ်ဆိုတာပြည်သူလူထုအားလုံးဝိုင်းတော့ဆုံးဖြတ်ပြီးတော့မဲတွေပေးမယ်ကွာဘယ်သူကမှန်ဘယ်သူကမှဆုံးဖြတ်ပေးမယ်ဒီကော်သူလင်နဲ့ KNU လက်တူတူပဲနော်ဒီနယ်သားများဖွဲ့နဲ့ဒီ KNU ဖွဲ့တွေလည်းတူတူပဲဘယ်သူကမှန်ဘယ်သူကမှာပြည်သူတွေဝိုင်းတော့ဆုံးဖြတ်ပေးမယ်ကရင်တွေဝိုင်းပြီးတော့မဲပေးပေးမယ်ဘယ်သူကမှာဘယ်သူကမှန်လဲဆိုတာโอเคအခုကနေတော့မဟုတ်ဘူးမအားလာကိုလာတိုက်တယ်ဆိုမှပဲမအားလာကိုမတိုက်ပဲနဲ့မင်းတို့အာနာနေမင်းတို့နေရာပြောင်းဖို့မင်းတို့ကြောက်နေတယ်မင်းတို့ယာထူပြောင်းဖို့မင်းတို့ကြောက်နေတယ်ဟာမင်းတို့အာတမနာတွေကိုမင်းတို့စောချလို့မရဲဘူးမင်းတို့ကင်ထားတယ်မင်းတို့တဲထားတယ်မင်းတို့ထမ်းထားတယ်မင်းတို့ကိုးကွယ်ထားတယ်ဒီအာတမနာတွေကဒီလားနော်ပြည်သူတွေကတင်နေရပါတယ်ဆိုမှပဲမင်းတို့တွေကပြည်သူမျက်နှာမငဲ့ပဲနဲ့အချင်းချင်းပြန်တော့ရံဖြစ်မအေလို့ကိုမင်းတို့တိုက်ရမှာရန်သူဆိုတာမအေလို့လေဟာကိုရဲ့ရန်သူကကိုရဲ့တိုင်းသားချင်းကိုရဲ့လူမျိုးချင်းမဟုတ်ဘူးနော်မအေလို့စစ်ခွေးစတာအာနာယူမိတ်စာကောက်ဆိုတာတိတဲ့အတိုင်းလေအနည်း80ကျော်တိုင်းသားတွေကိုဘယ်တော့တလဲပြင်မာပြည်သူတွေကဘယ်တော့တလဲဆိုတာအဲ့ဒီမအေလို့ကိုမင်းတို့အရင်တိုက်ရမှာအခုကမဟုတ်ဘူးမအေလို့တေဖို့နေတော့ဝိုင်းမတိုက်ပဲနဲ့မင်းတို့ချင်းချင်းပြန်တော့တိုက်ကြအဲ့ဒါယုံစရာရန်ကောင်းတယ်တိလားပြည်သူတွေကတင်နေရပါတယ်ဆိုမှခလေးလူကြီးနေ့တညတိုင်းတင်နေရပါတယ်ဆိုမှမကြည့်ဘူးမတနာဘူးမငဲ့ဘူးโอเคနော်မနေ့တနေ့ကအဲ့ဒီဗာလဲဘိုးအဲကွီတို့ဖွဲ့လာ PDF ကို4ယောက်5ယောက်ပြစ်သားလိုက်တယ်နော်အဲ့ဒီအချိန်မှာလဲဘိုးအဲကွီတို့ဖွဲ့လဲ KNU PDF ဗာလဲအဲ့ဒီ PDF က KNU လက်အောက်မှာလာစီတာတို့တွေကပြစ်သားလိုက်တယ်အရင်တော့ဆိုလဲ KNU လဲဟိုဘိုးအဲကွီတို့ဖွဲ့ပြန်တော့ဖန်တာမီဆူစကန်နေဆိုအဲ့ဒါတို့တွေအချင်းချင်းပဲပြန်တော့လောက်ကြတာရန်သူကိုတိုက်ရမှာတော့ဘယ်အဖွဲမှတတ်တိမရှိဘူးမေလို့တွေဟာစစ်ခွေးစစ်သားမေလို့မရလိုက်ကြတော့မင်းတို့တိုက်ဖို့မင်းတို့လောက်ဖို့မင်းတို့စော်ဖို့မင်းတို့တတ်တိမရှိဘူးအချင်းချင်းပြန်တော့တိုက်ကြမှာတတ်ကြမှာတော့တတ်တိရှိတယ်ခွေးတောင်းသားတွေနော်ပြည်သူလူထုထောက်ပံ့ပေးတဲ့ငွေကမအားလားတေဖို့အတွက်စစ်ခွေးတေဖို့အတွက်နေတို့တွေကမဟုတ်ဘူးအချင်းချင်းပြန်တော့တိုက်ဖို့တိုက်ကြအဲ့ဒါငါတို့လည်းမထောက်ပံ့တော့ဘူးလေချင်းပြည်နယ်မှာဆိုရင်တို့ရန်ဖြစ်တာမရတတ်မချင်းမမို့လို့မထောက်ပံ့တော့ဘူးကရင်ပြည်နယ်ဆိုရတတ်လိုက်တာကြပြီမထောက်ပံ့တော့ဘူးအခုဆိုရင်နော်ရန်မဖြစ်တဲ့အဖွဲပြဿနာမရှိတဲ့အဖွဲအာနာစင်တို့ဟိုတကယ်တိုက်တဲ့အဖွဲဒီ NUG လောက်က PDF တွေပေါ့နော်မို့ထောက်ပံ့ပေးတယ်နော်တိုင်းရင်သားလက်နဲ့ကန်ဆိုလဲ NUG ဗလဲ PDF နဲ့ပူပေါင်းတော့တစုတစီတိုက်တဲ့အဖွဲတွေကိုမတို့ထောက်ပံ့တယ်အခုညီတို့ကတော့စိတ်ပေါက်ကူညီမှုဆိုတော့လုပ်ပေးတယ်ဒါပဲအဲ့တော့ပြည်သူတွေလည်းလေ့လာပါနော်နိုင်ငံရေးတော်လှန်ရေးလောက်တာလေ့လာပါဟိုခုနကတော့ခလေးသေးလေးမနဲ့တော့မှမတင်တဲ့ဗီဒီယိုကဘာမှမသိဘူးဘာမှလည်းနားမလဲဘူးနော်မအေလို့နေတာများတွေကသူတို့ခွေးတွေကမမို့သူတို့ကြိုက်တာသူတို့ကြိုက်မနိုင်လို့မမို့နဲ့ကလေးကိုသူတို့ရန်တိုက်တယ်အော်မမို့ကလေးနဲ့ရန်မရှိပါဘူးစင်နော်မမို့အောက်နောက်စစ်တယ်မမို့ထမင်းစားတယ်မအေလို့တွေရဲ့ဒီတော့ရေ PDF 66ဖွဲ့လို့သေးတယ်နော်ညတော့က2ဖွဲ့နောက်ပြီးတော့မိုးလိုက်ထွက်တဲ့အချိန်မှာနောက်ထပ်တစ်ခွဲထပ်ရတယ်ဦးလေးရေဝင်လာလို့ရပြီနော်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဦးလေးโอเคညတော့ကညီမလေးဆက်ဆန်းပေါ့နော်အမှန်တကယ်ဆိုရင် तू ကစာပို့လာထားတာမမိုးကမတွေ့ဘူးမမိုးပြောတယ်ဤတင်ရမွေးနေ့မှာမမိုးစတူ PDF တစ်ဖွဲ့စာစတူဖိတ်ခေါ်ပါပေါ့နော်အဲ့ဒီရတဲ့ငွေနဲ့ဖွဲ့စာကိုမြန်မာငွေအသိန်း30ကို PDF တွေစားမဲ့ဟို
ချက်သားဟင်ဝက်သားဟင်တနာစာပေါ့စစ်တန်ထဲမှာစစ်တက်နေတဲ့ PDF တွေပေါ့နော်ဒါပေမဲ့ငွေကတော့လောက်မှာမဟုတ်ဘူးအကျဲမွေးနေတော့လည်းမပို့တာအသိန်း30ဒါပေမဲ့မလောက်ဘူးအသိန်း30တယ်တော့ထည့်ရတယ်အသိန်း30လည်းမလူအင်အားအများကြီးပဲစစ်တန်ထဲမှာစစ်တက်နေတဲ့ PDF တွေအညာမှာဆိုရင်အဖွဲ့အများကြီးပဲလေအရောက်ပေါင်းများစွာအင်အားပြောလို့မရဘူးအဲ့ဒါကိုညီမလေးစစမ်းပြောတယ်မမိုးရေးတဲ့ညီမလေးလည်းတစ်ဖွဲ့စာကျွေးချင်တယ်ပေါ့နော်ဟိုပါလဲမြန်မာငွေ10သိန်းကြပေါ့အကြောင်းကပေါင်းလိုက်တယ်ညတော့နှစ်ဖွဲ့စာနဲ့စစမ်းတစ်ဖွဲ့စာ3ဖွဲ့စာအဲ့ဒါတသားဤတင်ရမွေးနေပေါ့ PDF တွေသူတို့ဝက်သားစားမလားကြက်သားစားမလားဒါသူတို့ရဲ့သဘောပဲပြီးလို့စရင်သူတို့တယောက်ဗီဒီယိုတွေပါတယ်ဒီမှာတန်တွေသူတို့ပို့လာပေးမှာပါနော်အခုဒီညကြတော့ငရုတ်တီဖို့ပေါ့နော်ဟိုဗာလဲ PDF တွေစားမဲ့ကြက်သားဟင်ဝက်သားဟင်မဟုတ်တော့ဘူးဒီညတော့ငရုတ်တီဖို့နော်ပြန်ပြီးတော့လူခံပါတယ်တစ်ဖွဲ့စာဆိုရင်10သိန်းကြပါ10သိန်းကြက3သိန်းကြလည်းရတယ်9000ကြလည်းရတယ်ပေါင်လို့ရတယ်နော်စားပြီးတော့လူခံပြီးဦးကျော်သူဝင်လာမယ်ကိုတို့မတို့ရင်ငရုတ်တီအလုံး1000ကဒုတိယငရုတ်တီအလုံး1000ရဲ့နောက်ဆောင်နေ့မှာပြီးတော့ရေပြည့်ဖို့က24ရက်နေ့မှာပြည့်အောင်မလုပ်ရမယ်အခုလောလောဆယ်ဆိုတော့မို့အလုံးပဲနေရပြီလေဆိုတော့အလုံး435လုံးရပြီနော်ကြည်အတောက်435တောက်ရပြီအတောက်1000ပြည့်ဖို့အတွက်9565တောက်လိုတယ်အဖွဲဆိုရင်3ဖွဲရပါပြီဒီညနောက်ထပ်3ဖွဲပြည့်4ဖွဲပြည့်5ဖွဲပြည့်ရလို့စင်ကောင်းမယ်တင်တယ်နော်โอเคအလူစင်တို့ရေတရက်နေ့ကနေ16ရက်နေ့အထိမပေါင်ရသေးတယ်မမိုးရလဆင်အလူစင်တွေမမိုးစောင့်နေပါတယ်နော်အဖွဲသားတွေတကူတော်တွေနော်မိုးစောင့်နေပါတယ်စင်မမိုးတို့ကနိုင်အောင်တိုက်မယ်ဒီတို့နော်အဲကြောင့်ဟုတ်ခုနတော့ပြောတယ်တွေ့လားတော်လန်ရေးကိုလာပြီးတော့နော်လှုပ်ပေးရမှာကူညီပေးရမှာသူတို့ပစဖြားတော့တော်လန်ရေးပေါ့နော်ဒါပေမဲ့လှုပ်နေတဲ့အချိန်မှာသူတို့အတွက်ပဲသူပြန်တော့လှုပ်တာရန်သူကိုပြပြသားတိုက်ရမှာတတိမရှိဘူးကိုအချင်းချင်းတော့တိုက်ရမှာတတိတော်စီတယ်နော်ပြည်သူမျက်နှာပဲငဲ့ပြီးတော့တော်လိုင်းရေးပဲလုံနေမယ်ဆိုရင်လေသူတို့ရံမဖြစ်ကြပါဘူးသူတို့ရပြဿနာသူတို့ဘယ်လဲရံဖြစ်ဘလောက်ပဲကြည်ပြီးတော့ဒါပေမဲ့တော်လိုင်းရေးလောက်အရေးမကြီးဘူးနော်မအားလားတေဖို့လောက်အရေးမကြီးဘူးအခုသူတို့ရအချင်းချင်းပြဿနာမအားလားထက်အရေးကြီးတယ်သူတို့လူမျိုးထက်အရေးကြီးတယ်သူတို့လူမျိုးလွတ်မြောက်ဖို့ပို့ပြီးတော့အရေးကြီးတယ်နော်နိုင်ငံကောင်းလာဖို့ပို့ပြီးတော့အရေးကြီးတယ်သူတို့ရပြဿနာသူတို့ရနေရာတွေသူတို့ရအတ္တတွေသူတို့ရမာနတွေကအဲ့ဒါပြောချင်ပါတယ်နော်မစီလုံးတဲ့နေရာတွေအချင်းချင်းပြန်တော့တိုက်ကြခိုက်ကြနေရာတွေပေါ့နော်ငါတို့ရဲ့ရန်သူကကရင်ချင်းချင်းပမာချင်းချင်းတိုင်းရင်းသားတွေမဟုတ်ဘူးနော်ဒီမအေလို့စစ်ခွေစတာအာနာစင်မိတ်ဆက်ကောင်တွေကငါတို့ရဲ့ရန်သူအဲ့ဒါကိုတိုက်ပေးကြပါနော်ပြောချင်တာတော့လေပြီးတော့မမွားလေဖြစ်စေချင်တာထောက်ဖို့ဆိုရင်လည်းတစုတစည်းနော်တစ်ဖွဲ့ပဲဖြစ်စေချင်တယ် PDF ဆိုရင်လည်းတစုတစည်းတစ်ဖွဲ့ပဲဖြစ်စေချင်တယ်တိုင်းရင်းသားလက်နက်ကန်ဆိုရင်လည်း3ဖွဲ့4ဖွဲ့မဖြစ်ပဲနဲ့အေလိုမျိုးဖြစ်စေချင်တယ်ဘိုးတယောက်တည်းပဲတစုတစည်းဖြစ်နေတာအေဆိုရင်ခေါင်းဆောင်ကပြောလိုက်လို့ဆိုရင်အမဲဆိုရင်အမဲအဖြူဆိုရင်အဖြူထိုင်းဆိုရင်ထိုင်းဆိုရင်ထိုင်းတိုက်ဆိုရင်တိုက်ဘာမှပြဿနာတွေမရှိဘူးကရင်ပြည်နယ်မှာဆိုရင်10ဖွဲ့နော်10ဖွဲ့7ဖွဲ့ကဆရာကြီး7ယောက်တာမတာဆိုလဲ7ယောက်အဲ့လိုမျိုးနော်ဘိုးဆိုလဲ7ဘိုးအမိတ်ဆိုလဲဟိုဘိုးအမိတ်လည်းနာခံရဒီဘိုးအမိတ်လည်းနာခံရအဲ့လိုမျိုးဖြစ်နေတာဆရာကြီးတဲ့တယောက်မှစောက်တော့မကြနော်စောက်ကံမ